3D ဝါရဏရှင်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြမယ့် site ကတော့ငါးထိပ်လေးပိတ်မူဒီနဲ့ပြမှာပါခင်ဗျာငါးထိပ်လေးပိတ်မူဒီနဲ့ပြမယ့် site ကတော့အပေါ်ပြန်လေတိုင်းအောက်ပြန်လေတိုင်းပေါင်းခြင်းအခုပြရပါမယ်ရဲ့ဘောပဲခွာပေါင်းခြင်းအပေါ်ပဲခွာပေါင်းခြင်းအောက်ပြန်လေတိုင်းပေါင်းခြင်းဟာရှိပြရပါမယ်ဘောပဲခွာပေါင်းခြင်းဟာကိုဖြစ်တဲ့အတွက်အောက်ပြန်ရှိပြအောင်အောက်ပြန်ကိုလေတိုင်းဖြစ်မှာရှိဖြစ်ပါမယ်ခင်ဗျာဒီနေရာမှာ5ကို4ဆိုပြီးတက်ပြီးသွားပါတယ်နောက်တစ်နေ့မှာလည်းငါးထိပ်လေးပိတ်မူဒီနဲ့တကွဲရပါမယ်ငါးထိပ်လေးပိတ်မူဒီနဲ့တကွဲရပါမယ်ဒီနေရာမှာလည်းခုနလိုပါပဲအပေါ်ပင်လေတိုင်းပေါ်ပင်လေတိုင်းပေါင်းပေါ်ပင်လေတိုင်းအောက်ပင်လေတိုင်းပေါင်းခြင်းကိုပြရပါမယ်ပုံမှန်ငါဖြစ်တဲ့တော့အောက်မှာလေတိုင်းလေးထဲမှာကိုဖြစ်မှာပါခင်ဗျာပြီးခုနလိုပဲပေါ်ပင်ခွာပေါင်းခြင်းအောက်ပင်လေတိုင်းပေါင်းခြင်းရှစ်ပြရပါမယ်ပေါ်ပင်ခွာပေါင်းခြင်းလေးမလို့အောက်မှာရှစ်ပြအောင်လေးထဲမှာရှစ်ပြမှာဖြစ်ပါတယ်ဒီနေရာမှာ944ဆိုပြီးတော့တဲပြီးတော့ပါတယ်နောက်တစ်နေ့မှာလည်းငါးထိပ်လေးပိတ်မှုတွေနဲ့ငါးထိပ်လေးပိတ်မှုတွေနဲ့အပေါ်လေတိုင်းပေါင်းခြင်းအပေါ်လေတိုင်းအောက်လေတိုင်းပေါင်းခြင်းကိုပြရပါမယ်ပေါ်ပြန်ကိုမလို့အောက်မှာ3ညဖြစ်မှာကိုဖြစ်မှာပါခုနလိုပဲပေါ်ပြန်ခွာပေါင်းခြင်းအောက်ပြန်လေတိုင်းပေါင်းခြင်းဒီ10ဖြစ်မှာပေါ်ပြန်ပေါင်းခြင်း10မလို့အောက်လေတိုင်း3ညထဲမှာ10ဖြစ်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလည်း934ဆိုပြီးတော့တဲပြီးတော့ပါတယ်ခင်ဗျာနောက်တစ်နေ့မှာလည်းခုလာမယ့်23ချိန်မှာပြီးခဲ့ရင်ပေါ့ငါထိတ်လေးပိတ်မူဒီနဲ့ငါထိတ်လေးပိတ်မူဒီနဲ့အပေါ်လေတိုင်းအောက်လေတိုင်းပေါင်းခြင်းအခုဖြစ်မှာဖြစ်တဲ့အတွက်အပေါ်ပင်ကငါးလေတိုင်းဖြစ်တဲ့အတွက်ကိုဖြစ်အောင်အောက်မှာအောက်လေတိုင်းမှာလေးထဲမှာကိုဖြစ်မှာပါခင်ဗျာပြီးရင်အပေါ်ပင်ခွာပေါင်းခြင်းနဲ့အောက်ပင်လေတိုင်းပေါင်းခြင်းရှိဖြစ်မှာဖြစ်တဲ့အတွက်အပေါ်ပင်ကခွာပေါင်းခြင်းလေးဖြစ်တဲ့အတွက်အောက်ပင်မှာလေတိုင်းလေးထဲမှာရှိဖြစ်မှာပါခင်ဗျာဒီနေရာမှာ23ချိန်မှာတဲပြီးခဲ့ရတော့944တဲလို့ထိုးရပါမယ်ခင်ဗျာ23ချိန်မှာ944တဲ့ထိုးနိုင်ပါတယ်ခင်ဗျကျန်တဲ့သူညာအတွက်မူရင်း site ပိုင်ရှင်ဟာကျွန်တော် create ပေးပါခင်ဗျာ
အားလုံးပဲအောင်မြင်ကြပါစေခင်ဗျ